ကဘာပေါ်မှာအတန်မာဆုံးလူငယ်နှစ်ဦးဖြစ်တဲ့ဘာဂီနဲ့အာရှုရတိုကီတာအိုမာတို့ရဲ့တိုက်ပွဲဆက်တင်နေပါပြီ။ပွဲဆက်ချင်းမှာပဲအိုမာကဘာဂီကိုအရင်စစ်တပ်ခဲ့ပြီးမြဲခဏလေးအတွင်းမှာပဲဘာဂီကလက်ထီတစ်ချက်တည်းနဲ့အိုမာကိုလဲကျသွားအောင်ထိုးလိုက်ပါတယ်။ဒီတိုက်ခိုက်မှုတစ်ခုလုံးဟာ3.2 စက္ကန့်တော့မပြည့်ပါဘူး။ဒါပေမဲ့အိုမာကမီးပြင်ပေါ်ကနေချက်ချင်းပြန်ထားလာခဲ့ပြီးဘာဂီကပြင်းထန်တဲ့တိုက်စစ်နဲ့ရင်ဆိုင်ရပါတယ်။အန်အောစရာကောင်းတာကအိုမာရဲ့ထူးခြားတဲ့နီးစနစ်ကြောင့်ဘာဂီကသူ့ခြေထောက်ကိုနာကျင်စွာနဲ့ပြန်ကြိုက်ထားရလာပါ။အဲ့ဒီနောက်မှာတော့အိုမာကတံပြန်တိုက်စစ်စင်ပါတော့တယ်။သူဟာဘာဂီစီကလက်စီလိုအချိန်နဲ့ပြေးဝင်ပြီးလက်ထီတွေတရက်ဆက်ထိုးခဲ့ပေမဲ့ဘာဂီကအတာလေးပဲခုခံနိုင်ခဲ့ပါတယ်။အပြန်အလှန်တိုက်ခိုက်မှုအနေငယ်အပြီးမှာတော့ဘာဂီဟာအိုမာရဲ့နီးစနစ်ကိုဘလို့ဖျက်ရမလဲဆိုတာသိသွားပြီးအိုမာရဲ့ဝမ်ဘိုက်ကိုပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့အိုမာဟာအမြောက်စံတစ်ခုလိုလွင့်ထွက်သွားပါတယ်။မိမိထအရပ်ပို့တဲ့ဒီလူငယ်ကိုကြည့်ပြီးအိုမာဟာအစွမ်းကုန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ဦးတယောက်ကိုတယောက်ထပ်မံတိုက်ခိုက်ကြပြန်ပါတယ်။အပြန်အလှန်တိုက်ခိုက်ပြီးနောက်မှာအိုမာဟာဘာဂီရဲ့ခေါ်လာကိုအတိမတ်ပြသွားပေမဲ့ဒါဟာဘာဂီကိုအနိုင်ယူပြီးကမ္ဘာအတန်မာဆုံးလူငယ်ပွဲကိုရယူခြင်းတဲ့သူ့ရဲ့စိတ်ဓာတ်ကိုပို့ပြီးပြင်းထန်စေခဲ့ပါတယ်။သူတို့နှစ်ဦးထပ်မံထိတ်တိုက်တွေ့ကြရမှာခွန်အားချင်းမျှနေတာကြောင့်ဘယ်သူမှအသာမရခဲ့ပါဘူး။နောက်ဆုံးမှာတော့ဘာဂီဟာသူ့ရဲ့နာမည်ကြီးနီးစနစ်ကိုထုတ်တုံးလိုက်ပါတယ်။သူ့ခန္ဓာကိုယ်ကိုကျင်လုံးတစ်ခုလိုစိတ်ကူးပုံဖော်ပြီးအိုမာစီကိုအားကုန်လွှဲရိုက်လိုက်ပါတယ်။ပြင်းထန်တဲ့ရိုက်ချက်ကြောင့်အိုမာဟာကြောပင်ကိုကင်ပြီးမြေပြင်ပေါ်မှာနာကျင်စွာလူးလိမ့်နေခဲ့ပါတယ်။ဘာဂီကထပ်မံတိုက်စစ်ဆင်လာတဲ့အခါမှာတော့အိုမာဟာနာကျင်မှုတဲ့ချက်ကနောက်ကိုဆုတ်သွားရပါတယ်။ဘာဂီပြေးဝင်လာတာကိုမြင်တော့အိုမာကတံပြန်နီးစနစ်တစ်ခုကိုချက်ချင်းစဉ်းစားလိုက်ပြီးအိုက်ကီဒိုနီကိုတုံးကဘာဂီကိုဖကုံးပေါ်ကနေကြော်ပစ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှာတော့ဘာဂီစီကနေကြောက်စရာကောင်းတဲ့အရှင်ကဘာတွေထွက်ပေါ်လာပါတယ်။သူ့ခန္ဓာကိုယ်ဟာလေထဲကိုထပြေးပြေးမြင့်တက်သွားပြီးစူးချတဲ့အလင်းတန်းတွေထွက်ပေါ်လာပါတယ်။သူဟာတုံးပြန်တစ်စင်လိုအိုမာစီကိုပြီးဝင်သွားပေမဲ့အိုမာကလေထဲမှာတင်ပြန်ထိုးထုတ်လိုက်ပါတယ်။အိုမာကနောက်ထပ်တိုက်စစ်ဆင်တဲ့အခါမှာတော့ဘာဂီဟာနမဲကျော်ကိုခံပညာရှင်ကာကုကိုင်ယိုယာအာအင်ဒီကိုဖဲထုတ်တဲ့ရှောက်လီနီးစနစ်နဲ့ခုခံလိုက်ပါတယ်။ပြိုင်ဘက်ကတုံ့ပြန်ဖို့မဖြစ်နိုင်ခင်မှာတဲ့ဘာဂီကကတ်ဆူမီစီကတင်ယူထားတဲ့အတန်ထက်မြင်တဲ့လက်ထီချက်နဲ့စက်တိုက်ထိုးနှက်ပါတယ်။အိုမာကအိုက်ကီဒိုကိုတုံးပြီးဘာဂီရဲ့တိုက်ချက်ကိုပြန်လဲချီဖြစ်လိုက်ပြန်ပါတယ်။ဒါပေမဲ့အိုမာတံပြန်တိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ဘာဂီကမထင်မှတ်ပဲအိုက်ကီဒိုနီးကိုပဲပြန်တုံးပြီးအိုမာကိုခွင်းပြင်တစ်ဖက်စီလွင့်ထွက်သွားအောင်ပေးပေါက်လိုက်ပါတယ်။မယုံနိုင်စရာကောင်းတာကဘာဂီဟာပြိုင်ဘက်ရဲ့နီးစနစ်ကိုတစ်ခါမြင်ယုံနဲ့အပြည့်အဝအတူယူတတ်မော်သွားတာပါ။တိုက်ပွဲကိုအဆုံးသတ်ဖို့အတွက်ဘာဂီကနောက်ဆုံးလက်တီချက်ကိုအားကုန်တုံးလိုက်ပေမဲ့တိုက်ခိုက်မှုရဲ့အရှိန်ကြောင့်ပဲသူကိုယ်တိုင်ပြန်လွင့်ထွက်သွားပါတယ်။နောက်ဆုံးမှာတော့အိုမာဟာသူ့ရဲ့အမြင့်ဆုံးနီးစနစ်တဲ့နတ်ဖျားပူဝင်ခြင်း Divine Possession ကိုထုတ်တုံးလိုက်ပြီးဘာဂီကလည်းသူ့ရဲ့နတ်ဆိုးဦးနောင်နဲ့နတ်ဆိုးချောပြင် Demon Back ကိုပို့ထုတ်ခါအစွမ်းကုန်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒီအတန်မာဆုံးလူငယ်နှစ်ဦးထိတ်တိုက်တွေ့တဲ့အခါမှာဘသူကအနိုင်ရရှိမလဲဆိုတာ